Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီမျှဝေပေးချင်တာကတော့စိတ်တကူဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်စိတ်တကူဆိုတာကဘာလဲဆိုလို့ရှိရင်ခွဲခြားပြီးကြည့်မယ်ဆိုလို့ရှိရင်စိတ်နဲ့တကူပေါ့နော်စိတ်ဆိုတာကကျွန်တော်တို့ကဆန္ဒကိုခေါ်တာစိတ်ဆိုတာဆန္ဒဆိုတာဘယ်လိုဆန္ဒမျိုးလဲဆိုတော့ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒကိုလိုချင်တဲ့ဆန္ဒကိုရောက်ချင်တဲ့ပန်းတန်းကိုရောက်ချင်တဲ့ဆိုတော့ဒါလည်းကိုယ့်ဆန္ဒဒီဆန္ဒကိုပြောတာပေါ့နော်တကူဆိုတာကကျွန်တော်အရေးချင်းရေးချင်းဆိုတော့ကျွန်တော်တို့လုံနိုင်တဲ့အရေးချင်းတွေတွေးခေါ်နိုင်တဲ့စွမ်းအားတွေကိုသွားခြင်းတဲ့နေရာကြီးမှန်ထားတဲ့ပန်းတိုင်းကိုရောက်နိုင်ဖို့အတွက်လောက်ကင်တဲ့စွမ်းရည်ကိုပြောတာပေါ့လေစိတ်နဲ့တကူကိုအချိုးကျဆိုကျွန်တော်တို့ပေါင်းဆက်ပြီးတော့ကျွန်တော်လုံမယ်ဆိုလို့ရှိရင်ကျွန်တော်လှုပ်ချင်တဲ့အရာတွေကျွန်တော်ဖြစ်ချင်တဲ့အရာတွေကျွန်တော်ရောက်ချင်တဲ့နေရာတွေကိုစိတ်တကူကိုကျွန်တော်သုံးချနိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မြင်မဲ့ဆက်ဆက်ရောက်တယ်ပေါ့လေဆန္ဒကလည်းပြင်းပြရှိရမယ်ဆန္ဒရှိပြီးတော့ဘာမှမလုပ်ဘဲနဲ့လည်းမရဘူးပေါ့လေကျွန်တော်လုံနိုင်တဲ့အရေးချင်းတွေကျွန်တော်တို့တွေးဟောညံစွမ်းတွေကိုဒီတက်ပို့ပြီးတော့ကောင်းလာအောင်လို့ကျွန်တော်တို့လေးလာပြင်မှုတွေလုပ်ကြမယ်ဒီတက်ပို့ပြီးတော့တိုးတက်အောင်လို့အများတန်းတွေးခေါ်ပြီးတော့ကြံစီနေရတယ်ပြီးတော့ကိုလက်တွေ့ကြကိုအသုံးချသွားမယ်ဆိုလို့ရှိရင်ခဏကိုလည်းကျွန်တော်တို့ပြင်းပြရှိထားမယ်ဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့အရာတွေကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကကျွန်တော်ဘဝကိုမြင်မြန်ဆန်ဆန်ရောက်ရှိလာမှာဖြစ်ပါတယ်မိမိလိုချင်တဲ့အရာတွေကိုမြင်မြန်ဆန်ဆန်ရောက်လာနိုင်ဖို့အတွက်မိမိစိတ်ကိုအသုံးချပါလို့ကျွန်တော်တရားနေပြီးပြောချချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Spiritual Agility Coach and Trainer ဆိုတဲ့ဘက်ဖြစ်ပါတယ်ခင်ဗျာ